တလိုင်းရဲ့အစမှာဖီရီရနာဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့ရမယ်။သူမကိုဝင်ဆောင်နေတယ်။လူတချို့ကသူမစီမွေးဖွားဖို့သွားတဲ့အခါသူမကလေးတွေကြောင်းမေးကြတယ်။မကြခင်မှာဖီရီရနာဟာဒီလူတွေကိုပြောတယ်။ကလေးတွေမွေးဖွားခြင်းထွက်လာကြတယ်။ခဏငိုပြီးတော့တေးကြတယ်။ဒါကိုကြားပြီးတော့ဒီလူတွေကအရန်ကြောက်သွားကြတယ်။ဒါပေမဲ့ဒီလူတွေရှာဖွေခြင်းတဲ့အချက်လည်းရှိတယ်။ဘာလို့လဲဆိုတော့ပီရီရနာဟာမလက်ထပ်ရသေးဘူးပြီးတော့ပီရီရနာရဲ့အဖေဟာသူမနဲ့ချိန်ခဲ့တယ်ပီရီရနာဟာဒါကိုရက်တဲ့အခါအိမ်မှာလူတွေအားလုံးပီရီရနာကိုအများကြီးရိုက်ခဲ့ကြတယ်ဒီလူတွေကအမှန်တရားကိုသိတဲ့အခါမကြခင်ဒီမိန်းကလေးနှစ်ယောက်ကတူတယ်သူတို့နှစ်ယောက်စလုံးကိုဖမ်းကြတယ်ပြီးတော့သူတို့နဲ့ဘာလုပ်ကြမလဲနောက်ဗီဒီယိုမှာကြည့်ရှုရမယ်အဲ့ဒါကြောင့်ဒီရုပ်ရှင်ကိုစကြရအောင်ဒီရုပ်ရှင်ရဲ့အစကကြီးလက်နေရာတစ်ခုမှာလုပ်ထားတယ်အိမ်မဲအဲ့မှာအရင်အိမ်ငိုက်နေပုံရတယ်မကြခင်ဆာလောင်လက်စစ်တစ်ခုရောက်လာတယ်အဲ့အိမ်စီသွားပြီးတော့ရေတောင်းတယ်မကြခင်မှာဒီရုပ်ရှင်ရဲ့မြင်ကွင်းဟာရွေ့သွားတယ်ပြီးတော့အနူဂျာဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့ရတယ်သူမကကျောင်းကျောင်းမှာအလုပ်ရခဲ့တယ်နောက်တစ်နေ့အနူဂျာဟာနေဟာဆိုတဲ့မိန်းကလေးနဲ့ရွာစီပို့ခဲ့တယ်သူမကရွာစီကိုမွေးဖွားဖို့ပို့ခဲ့တယ်အနူဂျာနဲ့နေဟာကရွာတရွာရဲ့မွေးဖွားကိုပြီးစီကြတယ်ဒီနောက်သူတို့ကစကူတီယူပြီးတော့တခြားရွာစီသွားကြတယ်သူတို့တခြားရွာစီရောက်တဲ့အခါမှာသူတို့အိမ်တန်းစီသွားကြတယ်အဲ့ဒီဟာကရွာကနေရန်ဝဲတဲ့နေရာမှာလောက်ထားတယ်သူတို့ကဒီအိမ်စီကိုမွေးဖွားလုပ်ဖို့အတွက်သွားကြတယ်မကြခင်မှာသူတို့ပီရနာဆိုတဲ့မိန်းကလေးနဲ့တွေ့ကြတယ်အဲ့ဟာကသူမအသက်လောက်ပဲပီရနာရဲ့အခြေအနေဟာအရန်ဆိုးနေတယ်သူတို့ပီရနာကိုကိုဝင်ဆောင်ရတွေ့ကြတယ်ပီရနာကကိုဝင်ဆောင်ရတွေ့ပြီးတဲ့နောက်အနူဂျာဟာသူမကလေးကြောင်မေးတယ်ဒါပေမဲ့ပီရနာရဲ့အဖေကိုကြားပြီးနောက်သူတို့အရန်ကြောက်သွားကြတယ်ပီရနာဟာသူမကလေးမရှိဘူးလို့ပြောတယ်ဘာလို့လဲဆိုတော့ကလေးဟာမွေးဖွားပြီးထွက်လာတယ်ပြီးတော့ခဏငိုတယ်ပြီးတော့သေသွားတယ်ပီရနာရဲ့စကားတွေဟာအနူဂျာနဲ့နေဟာအတွက်အရန်ထူးဆန်းနေတယ်ဒီအိမ်မှာတခြားလူ၃ယောက်ရှိတယ်တယောက်ကလီလာဆိုတဲ့အဖွားပဲသူမအစေခံဟာအပြစ်မဲ့ပဲပြီးတော့အဲ့အပြင်တခြားလူတစ်ယောက်ရှိတယ်ဒါပေမဲ့ပီရနာဟာဒီလူတွေကိုရှင်းရှင်းမပြောဘူးအဲ့လူဟာပီရနာကိုဘာထင်လဲဒါပေမဲ့အနူဂျာဟာအဲ့လူကိုပီရနာရဲ့ခင်မွန်းဖြစ်လက်ခံတယ်ပြီးတော့သူမမှတ်တမ်းမှာရေးတယ်သူတို့ပီရနာရဲ့ခင်မွန်းကိုရတယ်သူ့နာမည်ကဂန်စီယန်ဒီမှာဒီလူတွေသိရတယ်သူတို့ကဒီမှာနှစ်20နေကြတယ်ဒါကိုကြားပြီးတော့အနူဂျာနဲ့နေဟာဒီအိမ်ကိုအရန်ထူးဆန်းနေတယ်ပြီးတော့ဒီအိမ်ဟာအရန်ချောက်ချားနေတယ်အနူဂျာနဲ့နေဟာကသူတို့စုံစမ်းမှုကိုအမြန်ပြီးစီးကြတယ်ပြီးတော့သူတို့အိတ်ကနေထွက်သွားကြတယ်ဒါပေမဲ့မကြခင်အိမ်မှာမိုးဆရွာတယ်ပြီးတော့မိုးရမ်းရွာတယ်အဲ့ဒါကြောင့်သူတို့မနေကြရင်တော့ဒီအိမ်မှာနေရမယ်ဖြည်းဖြည်းနဲ့မှောင်လာတယ်ဒါပေမဲ့မိုးရွာနေတဲ့နာမည်ကိုမယူဘူးသူတို့ဒီမှာနေဖို့အတွက်အနူဂျာနဲ့နေဟာအတွက်အခွဲခံပေးကြတယ်ဒါပေမဲ့သူတို့အိမ်မှာအရန်ကြောက်နေရကြတယ်အဲ့ဒါကြောင့်သူတို့အိတ်လို့မရဘူးမကြခင်မှာသူမကဗရင်းမောက်အပြင်ဘက်ကိုကြည့်တယ်ပြီးတော့ဒီမြင်ကွင်းကိုတွေ့ပြီးတော့အရန်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့အိမ်ပြင်ထဲမှာကန်စီယန်ဟာအလောင်းတစ်ခုနဲ့ရှိနေတယ်ဒါကိုတွေ့ပြီးတဲ့နောက်အနူဂျာကအရန်ကြောက်သွားတယ်ပြီးတော့သူမကနေဟာကိုဒါကိုပြောတယ်ဒီနောက်သူတို့နှစ်ယောက်စလုံးဆုံးဖြတ်ချက်ချကြတယ်သူတို့ဒီအိမ်ကနေချက်ချင်းထွက်သွားတဲ့နဲ့ပြီးတော့သူတို့အိမ်ကနေပြေးသွားကြတယ်တခါသူတို့အိမ်တဲစီသွားကြတယ်အိမ်မှာမရှိလဲကိုတွေ့နိုင်အောင်လို့သူတို့ကအဲ့စီကိုရောက်ချင်းသူတို့အိမ်မှာလူတစ်ယောက်နဲ့တွေ့ကြတယ်အဲ့ဟာကတစ်ပင်နဲ့ချီထားခဲ့တယ်ပြီးတော့အဲ့လူဟာသူတို့ကိုတိုက်ခိုက်တယ်အဲ့ဒါကြောင့်သူတို့ပိုကြောက်သွားကြတယ်ပြီးတော့သူတို့စပြေးကြတယ်ဒါပေမဲ့သူတို့ဝေးသွားခြင်းမှာအဲ့ဒီမှာဒီတော့မှာတော်ရင်တိရစ္ဆာန်အများကြီးရဲ့အတန်ကိုကြားရတယ်ဒီနောက်သူတို့ဒီအိမ်စီပြန်လာကြတယ်ပြီးတော့သူတို့အခန်းစီသွားကြတယ်သူတို့ဒါအောင်မသိရဘူးလို့တွေးကြတယ်သူတို့အိမ်အပြင်ထဲမှာလူတစ်ယောက်တွေ့ခဲ့ကြတယ်လို့နောက်တစ်နေ့မနက်ဖြစ်ချင်းသူတို့အိမ်စီကိုထွက်သွားကြတယ်အဲ့အချိန်မှာအဲ့အဖွားဟာကန်စီယန်ကိုပြောတယ်မိန်းကလေးနှစ်ယောက်စလုံးညမှာအိမ်ပြင်မှာထွက်ခဲ့ကြတယ်။ခေါင်းကြချင်းကန်စီယန်နဲ့ဘိုလာဟာသူတို့နောက်ကိုစောက်လိုက်ကြတယ်။ပြီးတော့သူတို့ဖမ်းခဲ့ကြတယ်။ပြီးတော့သူတို့နှစ်ယောက်စလုံးကိုအများကြီးရိုက်ကြတယ်။ပြီးတော့အရန်တနာစရာနဲ့ချီကြတယ်။သူတို့ကိုမြေအောက်ခန်းမှာထားကြတယ်။အဲ့ဒီမှာသူတို့နေတိုင်းအစားစာပေးကြတယ်။ပြီးတော့သူတို့အော်တဲ့ခါတိုင်းသူတို့ကိုတိရစ္ဆာန်လိုရိုက်ကြတယ်။သူတို့ထွက်ဖို့အော်တဲ့အခါသူတို့ကိုရေပွင့်ပေးကြတယ်။သူတို့နှစ်ယောက်စလုံးမြေအောက်ခန်းမှာထိုင်ပြီးအများကြီးငိုနေကြတယ်။နေဟာသဘောတူခဲ့တယ်အဲ့ကနေထွက်ဖို့လုံးဝမဖြစ်နိုင်တော့ဘူးဒါပေမဲ့အဲ့အချိန်မှာအနူဂျာဟာအဲ့အိမ်ရဲ့ရေမြောက်ပတ်ရတယ်အဲ့ကနေဒီအိမ်ရဲ့ညစ်ပတ်ရေတွေထွက်လာတယ်အဲ့နောက်သူတို့အဲ့ဘက်ကနေထွက်ပြေးကြတယ်ပြီးတော့သူတို့အဲ့ကနေမပြေးခင်သူတို့ပြန်ပြီးတော့တဲစီသွားကြတယ်အဲ့ဒီမှာသူတို့ချုံအောင်ထားတဲ့လူတွေ့ခဲ့ကြတယ်ပြီးတော့ဒီလူဟာတခြားသူမဟုတ်ဘူးသူကစာလောင်နဲ့စစ်ပညာရှင်ပဲကျွန်တော်တို့ရုပ်ရှင်အစမှာတွေ့ခဲ့ကြတယ်အဲ့နောက်ဂက်ဆီယန်နဲ့ဘိုလာဟာလက်စစ်ပညာရှင်ကိုတတ်ကြတယ်ပြီးတော့သူတို့နေဟာနဲ့အနုဂျာကိုပြန်ဖမ်းကြတယ်ပြီးတော့အဲ့ဒီမှာဘိုလာနဲ့နေဟာနေဟာရဲ့အခက်အခဲနဲ့ကစားနေကြတယ်အခုသူတို့နေတိုင်းနေဟာနဲ့အနုဂျာနဲ့တောင်းနေကြတယ်တညမှာတော့ပရနာဟာသူတို့ကိုရေပေးဖို့လာတယ်ပရနာဟာအဲ့မှာဆက်ရောဂါရှိနေတယ်ဒါပေမဲ့သူမနေဟာကိုအချက်တချို့ပြောတယ်ပရနာဟာသူ့ကိုပြောတယ်ဂက်ဆီယန်ဟာသူ့ရဲ့ခင်မို့မဟုတ်ပါဘူးအဲ့အစားသူ့အဖေပဲပြီးတော့သူမကိုအများကြီးရိုက်တယ်ပြီးတော့ဂက်ဆီယန်ဟာသူမအမေကိုတတ်ခဲ့တယ်ပြီးတော့သူမကသူ့ကိုပြောတယ်ငါအဖေကငါနဲ့နေတိုင်းထားရန်တကြီးလောက်တယ်ပရနာကလေးမွေးဖွားတဲ့အခါလိုက်ဘိုလာနဲ့ဂန်စီယန်ဟာကလေးကိုတတ်ခဲ့ကြတယ်ဒီမှာအနူဂျာဟာပြေးဖို့ကြိုးစားခဲ့တယ်ပြီးတော့သူမခုံတယ်သူမကသူတို့ရဲ့နွားတွေကိုမိရှို့တယ်ဂန်စီယန်နဲ့တခြားလူတွေမိလောင်နေတဲ့နွားတွေတွေ့တဲ့အခါမကြခင်မှာဘိုလာဟာဓာတ်ယူပြီးတော့အနူဂျာကိုတတ်ဖို့သွားတယ်ပြီးတော့အနူဂျာနောက်ကိုလိုက်ရင်းနဲ့သူတို့တောထဲကိုရန်ဝေးသွားတယ်သူတို့နှစ်ယောက်စလုံးရန်ဖြစ်ကြတယ်ဒါပေမဲ့နောက်ဆုံးအနူဂျာဟာဘိုလာကိုတတ်ပစ်လိုက်တယ်တစ်ဖက်မှာပရနာကိုတွေ့ရတယ်နေဟာကိုအဲ့ကနေထွက်နိုင်အောင်ကူညီပေးနေတယ်ပြီးတော့နေဟာကအဲ့ကနေထွက်သွားတယ်သူမကအနူဂျာနဲ့အတူထွက်သွားတယ်ဒါပေမဲ့အနူဂျာရဲ့လက်စားချေခြင်းဟာမပြီးဆုံးသေးပါဘူးအခုသူမဂန်စီယန်ကိုလည်းတတ်ချင်ခဲ့တယ်အဲ့ဟာကသူမနဲ့ဒါရန်ဂီလောက်ခဲ့တယ်သူမသမီးကိုသူမနဲ့မချမ်းခဲ့ဘူးဒီနောက်အနူဂျာဟာအဲ့အိမ်စီကိုပြန်သွားတယ်ဒီမှာအနူဂျာဟာဂန်စီယန်ကိုရှာတယ်
ပြီးတော့သူတို့နှစ်ယောက်စလုံးဒီအိမ်ရဲ့အမိုးပေါ်မှာရန်ဖြစ်ကြတယ်သူတို့ကြာရှည်စွာရန်ဖြစ်ပြီးတဲ့နောက်အနုဂျာဟာကန်စီယန်ကိုလည်းတတ်လိုက်တယ်ဒီမှာကန်စီယန်ရဲ့အမေလီလာဟာနေဟာကိုတတ်မယ်ဒါပေမဲ့နေဟာကလည်းသူမကိုတိုက်ခိုက်တယ်ပြီးတော့သူမကအဲ့ဒီဖွားကိုလည်းတတ်တယ်အဲ့နောက်သူတို့အဲ့အိမ်ကနေထွက်လာကြတယ်ပြီးတော့တနေရာမှာထိုင်ကြတယ်ဒီဇလန်ကိုကြားရင်တော့လိုက်ခလုတ်ကိုနှိပ်ပေးတာပါ